Hello အားလုံးမင်္ဂလာပါဒီနေ့တော့ကီကစာနေကြဟောပေါ်ဆောင်လေးခေါ်တော့ပေးမယ်နော်ဟောပေါ်ဆောင်လေးနာမည်က Happiness Grassland ဟောပေါ်လို့ခေါ်ပါတယ်ဒီစတော့ဆိုင်လေးကကြတော့သူက Abu Dhabi Bus Station က Ewata Mall ရဲ့နောက်ဖက်ခြမ်းမှာရှိရပေါ့နော် Abu Dhabi Bus Station ကနေပြီးတော့ဖျက်လျှောက်သွားလိုက်လို့ရှိရင်တော့ပုံနေပါတယ်ဒါကတော့ကီတူကမတီးခဲ့လို့ဒီလိုမျိုးပတ်ပြီးတော့ရှောင်းနေရနေနေကြာသွားရပေါ့နော်တကယ်ကတော့နီးနီးလေးသူ့ရဲ့ bus station နောက်ဖက်ချောင်း bus station ထဲကနေပြီးတော့ဖျက်လျှောက်သွားလိုက်တာနဲ့ရောက်ပါပြီဒီ hot pot ဆိုင်လေးက crispy creamy donut ဆိုင်နားမှာရှိရပေါ့နော်ကီတိုကဒီမှာ hot pot ကို2ဆိုင်3ဆိုင်လောက်သွားစားပြီးရပေါ့နော်တခြား hot pot ဆိုင်တွေမှာဒီလိုမျိုးအေးတို့ဒီကမုတ်တို့အဲ့လိုမျိုး free ပြင်နေရအောင်ပေါ့တကယ်လို့အေးပဲတောက်ချင်တာပဲဖြစ်ဖြစ်ကမုတ်စားချင်တာပဲဖြစ်ဖြစ်သူကထပ်ပြီးတော့ချက်ကောက်တယ်ပေါ့နော်ဒီဆိုင်ကကြတော့အဲ့လိုမဟုတ်ဘူးဒီကိုယ့်ရဲ့တယောက်စာ69 AD ထဲမှာအေးတွေရောဒီကမုတ်တွေရောပါပြီးသားအချို့ပွဲတွေလည်းစုံနေပြီးလို့ရှိရင်ဒီမှာ sauce တွေလည်းဆက်ထားပြီးသား sauce လည်းရှိသလိုကိုယ့်ဘာကိုလည်းဆက်လို့ရတဲ့ ingredient စုံထားတာပြီးရပေါ့နော်စားသုံးချိန်က2နိုင်ပေးထားတယ်ဒါပေမဲ့လို့2နိုင်ခွဲလောက်တိစားဝိုင်းလေးရရပါတော့2နိုင်ခွဲတက်ပို့လို့ရှိရင်တော့သူကထားချက်ကောင်းဒါကတော့ sauce station မှာပြီးလို့ရှိရင်ဒီ hot pot ဆိုင်ကနှစ်ထပ်ရှိတယ်တကယ်လို့ကိုက private ပေါ့နော်ဟိုမိသားစုနဲ့ပဲဖြစ်ဖြစ်တကယ်ချင်းနဲ့ပဲဖြစ်ဖြစ်လာပြီးတော့တီးတက်စားခြင်းနဲ့ဆိုလို့ရှိရင်သူက12ယောက်နဲ့အထက်ထင်တယ်အဲဆိုလို့ရှိရင်အပေါ်တက်မှာကိုကကိုအခန်းလေးနဲ့စားလို့ရအောင်စီစဉ်ပေးပါတယ်ဒီမှာအကြိုက်ဆုံးကလေအချိုပွဲတွေကိုအရင်ကြိုက်တယ်အချိုပွဲတွေကတော်တော်ဆုံးနေပြီးတော့ဒီ site food တွေမှာဆိုလို့ရှိရင်လည်းအရသာရှိသေးချာလေးချက်ပြုတ်ထားအောင်တွေ့ရတယ်ပြီးလို့ရှိရင် refill လေးကုန်ကန်လေးဆိုလည်း refill ပြန်လုပ်ပေးရပေါ့နော်တခုရှိတာကကုန်ကန်လေးလို့ refill လုပ်တဲ့ခါကျလို့ရှိရင်ဒီ site food ပဲဟုတ်ချင်မှာဟုတ်တော့မှာပေါ့နော်သူကအဲ့လိုနည်းနည်းစီချက်ထားပြီးအမျိုးစုံအောင်ချက်ထားဆိုတော့ဒီဟာစားပြီးသွားလို့ရှိရင်နောက်တစ်ခါ refill ဖြစ်တဲ့အစားဒါလေးဖြစ်ချင်မှာဖြစ်တော့မှာပေါ့နော်။ညာတော့အသားနှက်ထားတဲ့ station ဖြစ်ပါတယ်။ဒီမှာကအသားအများကြီးစုံတာမျိုးမဟုတ်ပေမဲ့သူတို့ရှိတဲ့အသားတွေကလည်းတေချာလေးနှက်တာဖြစ်လို့ barbecue လုပ်စားတဲ့ခါကျလို့ရှိရင်အရန်စားကောင်းတယ်။ဒီဘက်မှာတော့အကင်လုံးအကင်ချောင်းနဲ့ရှိရပါတော့။ဒီတို့ကအကင်လုံးအကင်ချောင်းသိမကြိုက်တော့နည်းနည်းပဲစားတယ်။များတော့အဖြစ်အသားနဲ့အရွက်ကိုပို့ပြီးစားပါတယ်။ဒါက sauce station မှာ sauce တွေအများကြီးပဲပေါ့နော်ကိုယ်ဆက်လို့လည်းရတယ်အေးမှာဆိုလဲ cola fanta sprite ပြီးလို့ရှိရင်တော့ juice တွေတခြား juice တွေလည်းရတယ်ပေါ့နော်ဒီနေ့ကခဏများများစားဖြစ်တယ်ဘာလို့လဲဆိုအသားအရန်ပြည့်လို့ပေါ့နော်ပြီးအရွက်တွေကလည်းအရန်လက်တယ်ကင်လက်မလဲအောင်ကင်ပြီးတော့မှတထိုင်နဲ့စားတာကြိုက်တယ်ပေါ့နော်ကင်လိုက်စားလိုက်ဆိုလို့ရှိရင်ပင်ပန်းတယ်လို့ခံစားရလို့ပါတာကင်ရရှယ်ပဲအရန်မွေးတယ်ကင်လိုက်စားလိုက်ပြီးလို့ရှိရင်အချိန်ယူပြီးပြန်ကင်လိုက်ပြီးတော့မှစုစားလိုက်အဲ့လိုမျိုးစားတာပေါ့နော်သူကည7နာရီလောက်ထိဖွင့်တယ်ဒါပေမဲ့ဖြစ်နိုင်ရင်9နာရီလောက်ကိုနောက်ဆုံးထားပြီးတော့သွားစိတ်ချပါတယ်ဘာဖြစ်လို့လဲဆိုတော့ည7နာရီမထိုးခင်လောက်ကလေးကသူတို့တွေကတိတ်မို့စေဘူးလုံးနေတဲ့ခါကြတော့ည7နာရီနာကပ်ပြီးတော့မှသွားရင်မတန်ဘူးပြီးရင်အဲ့ချိန်လောက်ဆိုလို့ရှိရင်10နာရီကျော်လောက်ဆိုတာနဲ့သူတို့က refill တိတ်မလုပ်ပေးချင်တော့ဘူးပေါ့နော်ကနန်းများစားခဲ့ပါတယ်ကနန်းကိုကြတော့အဲ့လိုမျိုး hot pot soup တဲမှာထည့်ပြုတ်ပြီးတော့ချီသမျှအသားတွေအကုန်လုံး barbecue လုပ်စားခဲ့ပါတယ်နောက်ဆုံးပိန်လေးနဲ့ဖရဲတီးရဲ့ orange ရဲ့ဒီကမောက်ရဲ့စားခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye